ခမရတို့ဖုန်းထဲကဓာတ်ပုံဟောင်းတွေကိုကြည့်ပူးကြလားဗျတေချာကြည့်ပါဓာတ်ပုံရိုက်တုန်းကတော့မပါခဲ့တဲ့တစုံတစ်ယောက်ရဲ့ရိတ်ခနဲ့အရေးရောင်ကိုမြင်လိုက်ရပြီဆိုရင်တော့ခမရနောက်ကိုလဲမကြည့်တာပဲအကောင်းဆုံးပါပဲဒီဇလန်ကကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတဲ့အခုတက်ဒီအိမ်မက်ဆိုးတွေမန်းနေစေဖြစ်တဲ့ဖြစ်ရတစ်ခုပါပဲကျွန်တော်နာမည်ကမေးခန့်လွန်ခဲ့တဲ့နန်းနေခန့်ကကျွန်တော်ချစ်သူနန်းနဲ့အတူပြင်ဦးလေးဘက်ကိုအပျော်ခရီးထွက်ခဲ့ကြတယ်။နန်းကဓာတ်ပုံရိုက်တာဝါသနာပါသလိုခရီးသွားရင်လူသူဝေးတဲ့နေရာဟောင်းတွေကိုရှာဖွေရတာဝါသနာပါတယ်။အဲ့ဒီဝါသနာကပဲကျွန်တော်တို့နှစ်ယောက်လုံးကိုငရဲခန့်နဲ့ဆွဲခေါ်သွားလိုက်မယ်လို့ဘယ်သူကသိမှာလဲ။ပြင်ဦးလေးကိုရောက်တော့ကျွန်တော်တို့ကမျိုးထဲမှာမတဲပဲနဲ့လူသူဝေးတဲ့တောင်ကုန်းပေါ်ကဘန်ကလိုအဟောင်းလေးတစ်ခုမှငားပစ်ခဲ့တယ်။အဲ့ဒီအိမ်ကတစ်သားအင်ဟိုကြီးတစ်လုံးမှာအိမ်ရှိမှာကြီးမားတဲ့တစ်ပင်ကြီးတွေရှိပြီးနေကင်းပန်းမှာတော့နေရောင်ကပြင်ပြင်ကိုကောင်းကောင်းမကြောက်အိမ်ထဲကိုစောက်ဝင်လိုက်တာနဲ့အေးဆက်ဆက်အနက်တစ်ခုကိုရလိုက်တယ်။အဲ့ဒါဖုံနဲ့လိုတစ်ခုခုပုတ်နေတဲ့အနက်လိုပါပဲ။ကိုဒီအိမ်ကြီးကရှေးဆန်လိုက်တာဓာတ်ပုံရိုက်လို့အချမ်းကောင်းမှာပဲလို့နန်းကအားရဝမ်းသာပြောတယ်။ကျွန်တော်ကတော့စိတ်ထဲမှာတမျိုးကြီးဖြစ်နေပေမဲ့နန်းပျော်နေတာကိုမဖြတ်ချင်တာနဲ့ဘာမှမပြောပဲပစ္စည်းတွေတည်ခဲ့တယ်။အဲ့ဒီညကအလွန်အေးတဲ့ညတဲ့ညပေါ့အပြင်မှာလေကတဝူးဝူးနဲ့တိုက်နေပြီးတော့တိတ်ကိုင်းတွေကအိမ်ကောင်မိုးကိုရိုက်ကပ်နေတဲ့အတန်တွေကတညလုံးကြားနေရတယ်။ပထမဆုံးဓာတ်ပုံနဲ့မဖိတ်ခေါ်ပဲကြောက်လာတဲ့ဧည့်သည်ညစာစားပြီးတော့ကျွန်တော်တို့ဝန်ထမ်းမှာထိုင်ပြီးကော်ဖီတောက်ကြတယ်။နောက်ကသူ့ရဲ့မိုက်ခရိုလက်ကင်မရာချင်းနဲ့ဓာတ်ပုံတွေတစ်ဖြက်ဖြက်ရိုက်နေတာပေါ့။ကိုဒီပုံလေးကြည့်အောင်နားကကျွန်တော်ကိုကင်မရာစခရင်ကိုပြတယ်။ကျွန်တော်သေချာကြည့်လိုက်တော့ကျွန်တော်ပကုံးပေါ်မှာဖြူပြရောလက်ချောင်းရှည်ကြီးတွေကလမ်းကိုက်ထားတာကိုမြင်လိုက်ကြတယ်။လက်သေးတွေကမင်းကျင်နေပြီးအရေပြားတွေကဟောင်းလောင်းပေါက်ဖြစ်နေတယ်လို့ပဲကျွန်တော်စသိန်းတွေထလာတယ်။နန်းတားပါကြီးလေအလင်းပြန်လာနေမှာပါကိုရဲ့ကြောက်မနေပါနဲ့နန်းကရီးကျဲကျဲနဲ့ပြောပေမဲ့သူ့လက်တွေကတုံနေတာကိုကျွန်တော်သတိထားမိလိုက်တယ်ကျွန်တော်တို့အိတ်ခန်းလေးကိုဝင်လာခဲ့ကြတယ်ဒါပေမဲ့6လမ်းဘက်ကအခုမှစတာပါအခန်းတကားကိုပိတ်ထားပေမဲ့အပြင်ဘက်ဝရန်တာမှာကြီးကြီးနဲ့ခြေတန်းလေးကတစ်ဖက်ဖက်ခြောက်နေတာအဲ့ဒီခြေတန်းလေးကတယောက်ယောက်လမ်းလျှောက်လိုက်တာနဲ့မတူတခုခုကိုဆွဲပြီးတော့သွားနေတဲ့အတန်မျိုးဗျညတကောင်2နာရီလောက်မှငါကျွန်တော်ကိုလုံလို့တယ်သူကအတန်ထွက်အောင်တော့ငိုရဲတော့ကိုကရင်အောက်မှာတယောက်ယောက်ရှိနေတယ်လို့ပဲငါစတော့ကိုတခုခုလာထိနေတယ်ကျွန်တော်အသက်အောက်ပြီးနောက်ဆက်လိုက်တယ်တကယ်ပဲကရင်အောက်ကနေရှူဆိုတဲ့အသက်ရှူတန်ကြီးကိုကြားလိုက်ရတယ်ဗျအဲ့ဒီအသက်ရှူတန်ကပုံမှန်လူရဲ့အသက်ရှူတန်မဟုတ်ဘူးလေချောင်းထဲမှာသွေးတွေပိတ်နေတယ်လို့မျိုးတစ်ဖက်ဖက်အသက်တွေပါနေတာကျွန်တော်အားတင်းပြီးတော့လက်နဲ့တံမင်းနဲ့ကရင်အောက်ကိုထိုးလိုက်တယ်ဘာမှမရှိဘူးဒါပေမဲ့ကြားပြပေါ်မှာတော့ထူဆန်းတဲ့ရှုံရည်ပုတ်တွေစီးကြနေတဲ့ခြေရာတွေကကရင်ကောင်းရဲအထိရောက်နေတာကိုတွေ့လိုက်ရတယ်ဗျအဲ့ဒီအချိန်မှာပဲကျွန်တော်နားလေးကိုခတ်တိုးစကားတန်တခုကြားလိုက်ရတယ်။ငါကိုကြည်နေလား။အဲ့ဒီတန်ကြီးကကျွန်တော်နေရက်ကိုလာထိတယ်လို့ပဲကျွန်တော်ဝုန်းဝန်းနဲ့လဲကြည့်လိုက်တော့မျက်နှာချက်ပေါ်မှာလူပုံတန်တော်ဝါကြီးတစ်ကောင်ကပိတ်ခုတစ်ကောင်လိုကတ်နေတာကိုမြင်လိုက်ကြတယ်ဗျ။သူ့မျက်လုံးထဲမှာအပေါက်ချင်းတစ်ခုရှိပြီးပါဇက်ကနေသွေးတွေကကျွန်တော်မျက်နှာပေါ်တဆက်ဆက်ကျလာတယ်။ပြေးလို့ကျွန်တော်အော်လိုက်ပြီးတော့နန်းကိုဆွဲထုတ်လိုက်တယ်။ကျွန်တော်တို့အိမ်ပြင်ကိုထွက်ပြေးခဲ့ကြတယ်။စိုက်ကယ်စီကိုသွားခဲ့တဲ့လမ်းမှာအနောက်ကနေကြောက်ကြားစရာကောင်းတဲ့ယူတန်ကြီးကလိုက်ပါလာတယ်။အဲ့ဒီရည်တန်းချင်းကလူရည်တန်းမဟုတ်ပဲအယိုးချင်းရိုက်ခတ်နေတဲ့အတန်မျိုးကြီးကျွန်တော်တို့စိုက်ကယ်ပေါ်တက်ပြီးအမြဲဆုံးမောင်းထွက်လာခဲ့ကြတယ်မနက်လင်းလိုမျိုးတွေကဖုန်ကြောင်တစ်စားမှာနားရင်းနဲ့နားသူ့ဖုန်းထဲကဗီဒီယိုတွေကိုပြန်စစ်ကြည့်တယ်ကျွန်တော်တို့စိုက်ကယ်မောင်းပြီးပြေးလာတဲ့ချိန်မှာဖုန်းကရက်ကော့မိသွားတာပါဗီဒီယိုထဲမှာမြင်လိုက်ကြတာကကျွန်တော်တို့နှစ်ယောက်ကြားမှာယူဘက်ဖြူရောတတော်ဝါကြီးကစိုက်ကယ်ပေါ်မှာလိုက်ပါလာတာသူကကျွန်တော်ပခုံးပေါ်မှာဘေးတင်ထားပြီးကင်မရာကိုစိုက်ကြည့်ကလက်ပြနေတာပဲအဲ့ဒီနောက်ပိုင်းကျွန်တော်တို့အိမ်ပြန်ရောက်ခဲ့ပေမဲ့6တန်းဖို့ကမပြီးသေးဘူးနားကအခုထိဓာတ်ပုံရိုက်ရင်သူ့နာမှာလူတယောက်အမြဲပါနေတယ်လို့ပြောနေတော့မယ်အဆုံးကတော့အခုကျွန်တော်ဒီဇလန်ကိုပြောနေချိန်မှာကျွန်တော်ရဲ့ဖုန်းမျက်နှာပင်အမဲရောင်ထဲမှာကျွန်တော်အပြင်နောက်တဲ့တက်တီးရလူတယောက်ရဲ့မျက်နှာကိုမြင်နေရတာပါပဲခင်ဗျားတို့ရောအခုဒီဗီဒီယိုကိုကြည့်နေရင်ခင်ဗျားတို့ရဲ့နောက်ကိုတစ်ချက်လောက်လက်ကြည့်လိုက်ပါဦးသူကခင်ဗျားရဲ့ပခုံးပေါ်မှာမေးတင်ပြီးဒီဇလန်ကိုအတူတူနားထောင်နေနိုင်လို့ပါဒီဇလန်ကိုကြားနေတတ်ရင်တော့ share လုပ်ပေးခဲ့ကြပါအောင်ရှင်ခင်ဗျားတို့ကြုံမှုတဲ့ထူးဆန်းတာတွေရှင်းရင်လဲကုန်းမလေးမှာရေးပေးခဲ့ကြပါအောင်နောက်ထပ်ဇလန်းတွေမှာပြန်တွေ့ကြပါမယ်